ဒီနေ့တော့လက်ဖက်တော့စားပါမယ်နေရတာပါနော်လက်ဖက်တော့ဘယ်လိုစားလဲဆိုတော့ဒီမှာကြည့်ပါအရန်ကောဘယ်လိုလဲထောက်ကျူလက်ဖက်ထောက်ကျူပါအရန်ကောင်းတယ်ပါလေလက်ဖက်ထောက်ကျူနဲ့ကိုတိပဲနော်ဒီလက်ဖက်တော့ပုံဒီမှာပါဒီဘက်တော့လည်းရှေ့ဘောနော်ရှေ့ဒါကထိုင်းနိုင်ငံမှာ40ပေးရတယ်နော်40ပေးရတယ်9မျိုးပါတယ်9မျိုး6မျိုးပါတယ်ပစွန်ကြောင့်လည်းပါတယ်ပြီးတော့ရင်တွန်းကြောင့်လည်းပါတယ်မြေပဲကြောင့်လည်းပါတယ်ဘယ်ဆိုင်ကအိုးအဲ့တော့မောက်လည်းပါတယ်လက်ဖက်ဆိုလည်းပင်ပြရနုလည်းပါတယ်အဲမှာနှစ်ခုပါတယ်ပွဲတော့အိုးရင်းနှွေးနဲ့တောက်ဘူးလက်ဖအက်ရန်ကောင်းပါတယ်ပွဲတော့အရန်ကောင်းပါတယ်လက်ဖက်ချလည်းပါတယ်โอเคကိုတီပဲ